Hello မင်္ဂလာပါရှင်လစာအခြေခံလစာကိုမှ9သိန်း5000ကနေပြီးတော့ရရှိပါမယ်တကယ်လဲ9သိန်း5000ကနေစပြီးရပါမယ်ရှင်ဘာလုပ်ငန်းလေးလဲဆိုလို့ရှိရင်ကော်သီးစက်ရုံမှာလောက်ကန်ရဲ့အတွက်လင်မယားအတွဲကို9 ready ခေါ်ထားတယ်လစာကလည်း9သိန်း5000ကနေစပြီးတော့ရမယ်အတွေ့အကြုံတွေပညာရေးချင်းတွေမလိုဘူးအသက်အရွယ်အနေနဲ့ကကြတော့ကန့်သက်ချက်လေးရှိတယ်အသက်အရွယ်ကတော့35နှစ်အတွင်းတော့လာရောက်လျှောက်ထားနိုင်ပါတယ်ရှင်တကယ်လို့လူပြိုလူလွတ်တွေရောအပြိုတွေရောလူပြိုတွေရောရှောက်လို့မရဘူးလားလို့မေးခဲ့တယ်ဆိုရင်တော့မှလူပြိုလူလွတ်တွေလည်းလာရောက်လျှောက်ထားလို့ရတယ်เนาะသူကကြတော့နေစရာအပြေုံမှာစားစရာထမင်းဟင်း3နှစ်စလုံးအခမဲ့ပေးထားပါမယ်ရှင်အဲ့တော့နေစရာလည်းအခမဲ့စားစရာလည်းအခမဲ့ဆိုတော့အသက်တင်လစာ9သိန်း5000ရမယ်တကယ်လို့စိတ်ဝင်စားလို့ရှောက်မယ်ဆိုလို့ရှိရင်ဆက်သွယ်ရမယ်ဖုန်းနံပါတ်က3963လုံးကိုလေး130ကိုဆက်သွယ်လို့ရတယ်။အိုင်ဘာနဲ့ပြီးတော့ဆက်သွယ်ခြင်းတဲ့လူတွေကကြတော့396453လုံး30 939 Fiber ကိုလည်းဆက်သွယ်လို့ရပါတယ်။ရုံးကိုပဲလာလျှောက်ခြင်းတဲ့လူတွေအတွက်85လဲ31နဲ့32ကြားချဲရီသာဆန်မြို့နယ်မန္တလေးမြို့ကိုလူကိုယ်တိုင်လာပြီးလျှောက်လို့ရတယ်ရှင်။ကဲနေစားစီရင်ကြီးလည်းဖြစ်တယ်လင်းများအခန်းလည်းပေးမယ်လူပြိုလူလွတ်တွေလည်းလာလျှောက်လို့ရတယ်ဆိုတော့အဆင်ပြေရနော်အမြန်ဆုံးလာရောက်လျှောက်ထားဖို့ပြောချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်